မျိုးနဲ့ဂျူလီယိုနဲ့ဘာကွာလဲဒီနှစ်ခုစလုံးကအေးပဲဆိုပေမဲ့သူကအုပ်စုတွေမတူကြဘူးပေါ့နော်မျိုးဆိုတာကကြတော့အယ်ကိုဟောမပါတဲ့တောက်စရာအေးတွေကိုပြောတာဖြစ်ပြီးတော့ဂျူလီယိုဆိုတာကကြတော့အယ်ကိုဟောပါတဲ့တောက်စရာတွေမျိုးပြောတာပါအုပ်စုခွဲရမယ်ဆိုလို့ရှိရင်မျိုးဆိုတဲ့အယ်ကိုဟောမပါတဲ့အေးမှာဆိုရင်ဘာတွေရှိမလဲ 물 주스, 커피, 차, 우유, 나르고 탄산 음료, 소다 바레, 따우시아 에리 보노, 코도 스프라이트, 펩시도 다မျိုးပြောလို့ရတယ်. 나르고 에너지 음료, 뭐노? 에너지 음료 바레, 나르고 아이스 티, လက်ဖက်ရည်အေးတွေပါတယ်ပေါ့နော်ဒါတွေအားလုံးကကြတော့မျိုးဆိုတဲ့အုပ်စုထဲမှာပါပြီးတော့ဂျူလီယိုအုပ်စုထဲမှာကကြတော့ဟိုမက်ဂျူဆိုဂျူနောက်တစ်ခုမာကော်ရီဆန်ရက်တွေပေါ့နော်နောက်တစ်ခုဝိုင်းနဲ့နောက်တစ်ခုဝီစကီတွေပါမယ်နောက်တစ်ခုဘူလန်တီနောက်တစ်ခုကျတော့ဘိုဒခလည်းပါတယ်နောက်တစ်ခုခက်ထိန်ဆိုတာကကျတော့ကော့တေးကိုပြောချင်တာပေါ့နော်နောက်တစ်ခုကချောင်းကျူဆန်အရက်လို့ခေါ်တယ်ပေါ့နော်ဒါတွေအားလုံးကဂျူလီယိုဆိုတဲ့အုပ်စုထဲမှာပါဝင်ပါတယ်အခုဆိုရင်မျိုးနဲ့ဂျူလီယိုနဲ့ဘယ်လိုကွာတယ်လဲဘယ်လိုအုပ်စုတွေကွဲတယ်လဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်ရောတော့ဘုန်းတို့ရောဒီမျိုးနဲ့ဂျူလီအုပ်စုတွေကဘယ်လိုတောက်စရာမျိုးကိုကြိုက်တယ်လဲဘယ်လိုအေးတွေကိုပို့ပြီးတော့တောက်ဖြစ်တယ်လဲဆိုတာကို comment မှာတစ်ချက်လောက်ရေးခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ခမစားမိတာ